attention ရဖို့အတွက်ကိုအမြတ်သူကလုံးဝအဲ့လိုမောက်မာတယ်ဆိုတော့ခေါင်းစဉ်အကိုရောက်သွားတာဘသူတူတယောက်ရှိရမှာပေါ့နော်တစိုးလက်ဆောင်pressure ပေးခြင်းဘာတစ်ခုမှအမတို့မရှိဘူးအမပို့ဆိုတာအမလွတ်လွတ်လပ်လပ်နေတဲ့မျိုးသမီးစကားပြောလဲတခါကျကိုကိုတော်ပြန်ထင်းရတယ်ကိုเจ้าကိုလွတ်လွတ်လပ်ပြောလုံးလုံးအားကြီးလို့အမကဘသူမှလာခဲ့တဲ့က show လိုက်ကဒီဟာကိုအရင်ရိုက်ထားမှအခုကပြန်ပြတာဖြစ်တယ်ဆိုတော့အမြတ်သူကဒီပုံစံပဲပေါ့နော်ဟို emotion ဖြစ်တယ်စိတ်ဆိုးရရှိချက်ချင်းတံပြန်စိတ်ဆိုးတတ်တယ်လို့ဝမ်းနေစရာရှိတယ်ချက်ချင်းဝမ်းနေမိတာကအမြတ်သူရဲ့စိတ်ဒါပေမဲ့ပြောချင်တာကအကုန်လုံးကိုတာတူညီမျှအခွင့်အရေးပဲပေးခဲ့တယ်အကုန်လုံးတပြေးညီပဲဆက်ဆံခဲ့တယ်လို့ဘသူကမှလည်းဘသူမလို့ဆိုပြီးတော့ဖိဖို့ပြီးလည်းမပြောခဲ့တယ်လို့မြောက်ပင်ပြီးတော့လည်းဘယ်လိုပြောမလဲလူတွေကဒီမီဒီယာဒီပေါ့နော်ဒီ show လိုက်ကအပိုင်းလေးကို attention ရဖို့အတွက်ကိုအမြတ်သူကလုံးဝအဲ့လိုမောက်မာတယ်ဆိုတော့ခေါင်းစဉ်အကိုရောက်သွားတာတကယ်အစာဆုံးကြည့်ရင်တော့မြတ်သူကဘလို့စိတ်နေစိတ်ထားရှိတယ်ပြိုင်မုံဝင်တော့ဘလို့မျိုးခံစားမှုရှိရဆိုတာတော့ပေါ်ပါအဲ့တော့ပြောချင်တာကတော့မြတ်သူမနေ့ကဟိုတစ်ခါပြောသလိုပါပဲเนาะဒါလေးကိုအစာဆုံးကြည့်ပြီးမြတ်သူဝေဖန်ပေးပါလို့ပဲပြောချင်ပါတယ်ဟုတ်